အေးပတ်ပြီးအချွဲထားတာပဲဖြစ်ဖြစ်အပူများပြီးအချွဲထားတာပဲဖြစ်ဖြစ်ကောကဲလိုင်းနေတာပဲဖြစ်ဖြစ်ဒီဗီဒီယိုဖိုင်မှာစီးနီးပြပေးမယ်လေးလာမှတ်သားလှုပ်ဆောင်ရွက်သွားအားလုံးပြန်ကောင်းသွားမှာနံပါတ်1ထိုးစေးဒီထိုးစေးဟာတစ်လုံးထိုးပေးလိုက်အရင်ဆုံးထိုးပေးပြီးွားတာနဲ့ဒီစေးရရင်ဒီစေးနှလုံးတိုက်ဒီစေးမရှိရင်ဒီစေးနှလုံးတိုက်တကယ်လို့ဒီစေးမရှိသေးဘူးဆိုရင်ဒီစေးဝယ်တိုက်ချိုးပြီးဒီစေးမရှိသေးဘူးဆိုရင်ဒီမှာဒီစီမန်ဆန်လို့ခေါ်တယ်ဒီစေးဝယ်တိုက်ဒီစေး၄မျိုးထဲမှာဘယ်စေးနဲ့ဖြစ်ဖြစ်တွဲပြီးတိုက်လို့ရတယ်ထိုးစေးရတော့ဒီကောင်ပဲထိုးရေမတိုက်နဲ့အစာမကျွေးနဲ့နော်အချွဲထားနေတဲ့ကြက်ကိုဒီကိုတို့ဘယ်လိုလုပ်ရမလဲခြင်အောင်နဲ့အုပ်ထားနော်12နိုင်အကြာပြီးမှပြန်ပြီးတော့ခြင်အောင်ဖွင့်ပြီးအချွဲကြက်ပြီးမှတခွားဒီအနှစ်တခွားဒီရင်တိုင်းနေနော်တခွားဒီအနှစ်ကျွေးပြီးမျက်နှုတ်လေးချီပြီးခွန့်ပြီးရင်ခဏပြလိုက်တဲ့ဆေး၄မျိုးထဲမှာဘယ်ဆေးအကောင်းဆုံးလဲဆိုဒီဆေးအကောင်းဆုံးဒီဆေးကိုနှလုံးပြန်တိုက်တဲ့ချွဲကြက်ပြီးွားမျက်ကျွေးပြီးွားတခွားဒီအနှစ်ကျွေးပြီးွားခြင်အောင်နဲ့8နိုင်လောက်ကြာပြန်အုပ်တာ2ကြိမ်လောက်ပြီးအကောင်းပြန်ဖြစ်သွားမယ်အကောင်းပြန်ဖြစ်တာနဲ့ညီကိုတို့ပုံမှန်ပြန်မွေးပြန်ကျွေးပြန်ပြီးတော့လှော့တိုက်ပဲတိုက်လှုပ်လို့ရတယ်ကြက်ပွေးဆွဲရင်ဘလို့ကုလေတဲ့ဒီမှာကြည့်နော်တခါတည်းပြပေးမယ်ညီကိုတို့ဒီမှာတော်ကြက်ရင်ကားဒီကျွတ်သူပွေးဆွဲနေတဲ့ဥစ္စာကိုတန့်ရှင်းရေးအရင်လှုပ်လိုက်ပြီးရင်ဒီကြက်ရင်ကားဒီအကျွတ်ရင်းနဲ့ဒီလိုရင်းလေးနဲ့ဆုပ်ပြီးတော့ပုတ်ပြီးနာလေးပုတ်ပြီးနော်2ရက်တစ်ခါ3ရက်တစ်ခါပုတ်ပြီးကြည့်နော်3ချိန်လောက်ဆိုပြောက်သွားမှာတိုက်ချက်တွေမှာဖြစ်လေရှိတဲ့ဒဏ်ရာမပေါ်ပဲခြေထောက်မနေတာဒီခြေထောက်နာနေတာဒီဒဏ်ရာရှာလို့မရရင်ဖြစ်တတ်တော့ဝေဒနာကြောနာခြင်းအယိုးနာခြင်းအစိတ်ရောင်ခြင်းကြွက်သားပုံမှန်အလုံးမလုံးခြင်းစသဖြင့်တဘာဝစီနီကုသစိတ်ဘူးအမဲဥဖြစ်ရမှာခုမြင်တွေ့နေရတဲ့အပွင့်အဖြူနဲ့အပင်လိုနွယ်တယ်လိုဖြစ်နေတဲ့ဒီအပင်ကိုရှာဖွေပြီးတော့သူ့ရဲ့အယိုးတိုင်ကို6လမ်းပါစိတ်ဘူးကို6လမ်းပါနှမျိုးပေါင်းဆက်ပြီးရောမွေပါချိတ်ပေးပါပြီးတာနဲ့အလုံးလုံးပြီးတော့တစ်နေ့တစ်လုံးခွန့်ပေးပါအမောက်ကိုတော့ရေချက်အေးနဲ့ရောပြီးတော့နာနေတဲ့ဒဏ်ရာမှာလိမ့်ပေးပါမကြခင်ကြက်ကောင်းတိုင်းပကတိတိုင်းပြန်ကောင်းသွားမှာဖြစ်ပါတယ်ကဲနော်ယူရီးယားတန်းချီတိုက်တဲ့ကြက်မျိုး update လုပ်တဲ့အနေနဲ့ကိုလွန်ထပ်မှားတာနော်ဒီမှာစင်တော့ထပ်မှားတာဒီမှာကျန်းနီကျန်းနီကျန်းနီလေခဏလေးပြမရိုင်းဒါစာလောကြက်ဖကြမကြီမီဝိုင်းကြမနော်ဒီမှာပြတယ်နော်ဒီမှာကြောက်စာလောနော်ပန်းအောင်ရှာမရလို့မျိုးထိုးကြက်ဖလှုပ်လိုက်ရတဲ့ကြက်ဖရဲ့ကလေးယူရီးယားကြောထု VIP တွေတုတ်ကလေးလေးပြပေးမယ်နော်တုတ်ကလေးလေးခဏကြည့်လို့လက်ကဒီမှာစာလောစင်ရုံโอเคယူရီးယားဟိုမှာတရားရကန်တော့စိတ်ချလို့ရတဲ့ကြက်မျိုးတွေကင်ချင်တယ်ဆိုရင်ကိုလွင်စီပဲဆက်တွေ့ပါလို့ကိုလွင်ရေးကျွန်တော်ကြက်မျက်လုံးကန်သွားလားမသိတွေးတွေဝိုင်းနေတယ်မျက်လုံးထိသွားတယ်ဝိုင်းထဲမှာခွတ်ရင်နဲ့မျက်လုံးသွေးဝိုင်းတာပဲဖြစ်ဖြစ်မျက်လုံးမတော်စထိသွားတာပဲဖြစ်ဒီပုံစံလေးတွေပေါ့နော်အကောင်းဆုံးထိခြင်းပေါ့နော်ပွဲပြီးတာနဲ့တခါတည်းရှောင်းနူဒီအရေးညှက်ထက်ပြီမနက်တစ်ချိန်ညနေတစ်ချိန်3ရက်လောက်နော်အကောင်းပါကတိတိုင်းပြန်ဖြစ်သွားမယ်တကယ်လို့ညီကိုတို့ထိချင်းမလုပ်ဘူးတခြားနီလန်းတွေလည်းရှိတယ်ပေါ့နော်ဆေးမရှိရှောင်းနူဒီအကောင်းဆုံးတမယာဒီထက်ကိုရှောင်းနူဒီအကောင်းဆုံးဆိုတော့တကယ်လို့ညီကိုတို့မလုပ်ဖြစ်ဘူးဒီတိုင်းမဲ့နောက်နေ့မှစားလုပ်မယ်ဆိုရင်အောက်ကပုံတွေမှာမှန်ထောင်သွားတာလို့မျက်အိမ်ဒီမလှတော့တာတို့အမြင်အာယုံနဲသွားတာတို့ဖြစ်တတ်တယ်ကျမတွေဥစားတဲ့ပြဿနာကိုပြန်စားတဲ့ပြဿနာဘယ်လိုဖြေရှင်းမလဲဒီဗီဒီယိုဖိုင်မှာကိုလွန်ရှင်းပြမယ်ဥစားတဲ့ကျမတွေကိုပထမနီလန်းတစ်ခုပေးမယ်ကြက်ဥကိုခြေလိုက် DCB ကြက်ဥနော်အနှစ်တွေဖယ်လိုက်အကာတွေကိုခြေပြီးတော့
စဘာတွေနဲ့ပြောင်းမှုတွေနဲ့ရောပြီးကျွေးလဲရတယ်နောက်တစ်မျိုးခရုဘယ်လိုခရုအခွန်မျိုးပဲဖြစ်နော်ဆွေးလီကောင်းလီပဲခြေမွပြီးတော့အစာလေးနဲ့ရောကျွေးခရုနော်အဲ့လိုမျိုးကျွေးရင်ညီကိုတို့ကျမကသူပြန်မစားတော့ဘာဖြစ်လို့တဘာဝလွတ်ထားတဲ့အာနဲ့တင်အပြည့်ဝစားရတဲ့ကျမနဲ့လှောင်ထားတာမျိုးတို့သူအချိန်မရဘူးဝတ်နေတဲ့အချိန်များတဲ့အတွက်ကြောင့်မလို့ရှာစားမဲ့အချိန်မရှိတဲ့အတွက်ကိုယ့်ဥကိုပြန်စားလိရှိတယ်ကျမနှုတ်သီးကိုတကယ်လို့လိုအပ်မယ်ဆိုရင်ညှက်ထုတ်လို့ရတဲ့လောက်ညီကိုတို့ညှက်ထုတ်လိုက်ပုံမှာပြထားတဲ့အတိုင်းတိုက်ချက်ဖတွေပဲကောင်းတယ်မကောင်းတတိတွေထားနေတယ်တိုက်ချက်မတွေဝတ်နေတဲ့အချိန်ကြရင်တားပြီးနေတာတွေဥအပြည့်ဝမပေါက်တာတွေညီကိုတို့ဒီနေရာမှာနားထောင်ကြည့်နော်ကျမတွေကတားပြီးကောင်းတဲ့ကျမတွေကဥမအောင်တာများတယ်ပြီးရင်တားထိန်မကောင်းတာများတယ်ဆိုတော့တားထိန်ကောင်းပြီးတော့မြဲမြားဝတ်ပြီးမြဲမြားပေါက်နိုင်တဲ့စားကျမတွေပဲထားပါတော့เนาะတိုက်ကျမမဟုတ်ဘဲနဲ့ခလီထိန်ကောင်းတဲ့ကျမတကောင်ရှာဒီရဲ့တိုက်ကျမဥကိုပြီးဝတ်ခိုင်းတဲ့ချိန်မှာအောက်မှာလေမွေအခွန်မွေဟောင်းအခွန်ဥချင်းအောက်မှာထည့်ပြီးအရန်တဘောအဲ့ဒါကြက်တီထွန်းများတယ်ခုလက်ထိုးလိုက်လို့နောက်မြောင်ကျွတ်သွားတာတို့နာသွားတာတို့နောက်မြောင်ကျိုးသွားတာလို့ရောင်သွားတာတို့ဆိုရင်အဲ့ဒီကြက်တကောင်ကပြဿနာပဲတချို့တော့သူတွေကလည်းကြာရင်ခွဲလိုက်တယ်ပြီးရင်ခြိတန်းထုတ်လိုက်တယ်အဲ့လိုလဲမလှုပ်ချင်ဘူးလှုပ်ဖို့လဲအဆင်မပြေဘူးဆိုဘယ်လိုနီးလန်းနဲ့လှုပ်ရမလဲဆိုရင်အခုကိုလင်ပြပေးမှာစားရဲ့တမယာဒီရဲ့မျှသူပေါ့နော်ခြိတန်းအလုံးပမာဏလောက်စားကိုယူလိုက်ပြီးရင်တမယာကြီးညှက်ထည့်လိုက်နော်တမယာကြီးတအားများစရာမလိုဘူးနော်5 ဆက်လောက်ရောသွားပြီးဆိုရပြီနော်မျှသူပြီးရင်ခြိတန်းကိုအုပ်လိုက်ဒီလိုအိတ်တဲ့ကိုထည့်အိတ်တစ်စောင်းတဲ့ကိုမှတခါတည်းပြပေးမယ်ဒီလိုဇောင်းတဲ့ကဒီထဲကိုထည့်လိုက်စားတမယာကြီးညှက်ထည့်လိုက်ပြီးရင်သူ့ကိုဒီလိုခြိတန်းတဲ့ကိုဆွတ်ထည့်လိုက်နော်ခြိတန်းတဲ့ကိုဒီလိုဆွတ်ထည့်ဒီလိုလိန်နားလိုက်မကြည့်နော်ပြပေးတာတဲ့အဲ့လိုပြီးသွားရင်ညီကိုတို့တိုက်နေဖြစ်ဖြစ်အုပ်ထားလိုက်နော်အဲ့လိုမျိုးပြီးရင်လွတ်ထားလိုက်တရက်တစ်ခါနေ့တိုင်းလုပ်ပြီးညီကိုတို့9 ရက်10 ရက်ဆိုပျောက်ပြီကြက်ဝန်းနေသွားနေတယ်နော်ချီးပိုင်အယောင်မလှအောင်ပျော့တွေဖြစ်နေတယ်ဆိုရင်ကြက်ကချီမခိုင်ဘူးလမ်းလျှောက်ရင်ရိုင်လဲအားပြက်နေတဲ့ပုံစံဖြစ်နေဇပလင်ကိုဒီလိုအရင်ပိုင်းနဲ့မကျွေးနဲ့အစာကြေရခတ်တယ်ဒီလိုအလဲပိုင်းကဒီလိုမျိုးနှစ်တုံးနော်နှစ်တုံးခွန့်ပြီနော်သူဒီတိုင်းခွန့်ပြီဇပလင်ကကြက်ဝန်းလှတယ်ဝန်းပြက်တာအမြန်ဆုံးပြန်ကောင်းတဲ့တဘာဝစေးနီးမွေးစေးတွေကျွေးစေးတွေအားစေးတွေသွေးစေးတွေရှာဝယ်လို့မရဘူးတဘာဝအတိုင်းပဲဆိုရင်အခုပြထားတဲ့အပုံတွေကအစားအစာတွေကိုကြက်ကိုမနှက်အားကစားမလုပ်ခင်အစာကျွေးပြီးကျွေးပေးပါကျွေးပြီးွားရင်အားကစားပေးလုပ်ပါပုံမှန်တိုင်းမွေးပါညနေပဲစပါးတစ်မျိုးပဲကျွေးပြီးတော့အိတ်တန်းတင်လိုက်လို့ရတယ်ချိန်တိုင်းရင်ထုတ်တိုက်အားပြည့်နေရကိုလွဲကျွန်တော်ကြက်အားမရှိဘူးခွင့်ရင်လဲကြတယ်ခွင့်ရင်ခဏမောနေတယ်အမောလည်းမလုံဘူးအားလည်းမပြည့်ဘူးဘာကျွေးရမလဲမသိဘူးဆိုခဏရှင်းပြလဲမမှတ်ကြဘူးဒီမှာတေချာကြည့်ညီကိုတို့နော်ကိုလင်ကပညာမရှိဘူးတိန်းတလောက်ပဲတိန်းထားတာအမဲသားပြုတ်ပြီးတော့အချောက်လှမ်းတယ်ဒါမပေးချောက်ဘူးနော်နည်းနည်းချောက်ယုံရင်လှီးပြီးတော့ပြားရည်စိတ်မယ်ဒါကတော့ကျွေးစေးမွေးစေးတွေဒါရှိတဲ့နာကိုပြောတာစဘာကြက်တကောင်ဝိုင်းထွက်ဖို့ဆိုစဘာပဲကျွေးရမှာကျန်တာသမင်းလေးဆန်တွေကျွေးလို့မရအောင်ပေါ့နော်ထိုင်းမှာဆိုရင်အဲ့တော့ကြောင့်မလို့မစားတဲ့ကြက်ကိုခွန့်ပေးပါအစာချေစနစ်ကောင်းဖို့လိုပါတယ်ပြီးရင်ဒီလိုမျိုးစုံလင်နဲ့ကျွေးပါအားတက်ပါတယ်ကြက်ခွတ်ပါတယ်နော်မနိုင်ရင်တော့မရှုံးဘူးဆိုတဲ့ကြက်ခွန်အားတွေပြေးပါဝိုင်းတွေထဲမှာခွတ်စေးခံစည်းတွေဘယ်လိုတောင်းရမလဲမသိသေးတဲ့ညီကိုတွေဒီဗီဒီယိုဖိုင်ကိုကြည့်ဝါ share ထားလမ်ပန်လို့ခေါ်တဲ့ဒီစေးကခွတ်ပြန်စေးနော်သူကခွတ်စေးကိုပြန်စေးကိုရောထားတယ်အလုံးရယ်ပြီးတော့အရေးရယ်အလုံးကလေးကြတော့တဝက်ပဲတားရမယ်10 မိနစ်အလိုအထဲကမဟုတ်တဝက်လောင်ပြလိုက်တဝက်ပြန်ဖုံးပြီးတော့
ရေနည်းနည်းဆုပ်ပြီးတိုက်ထဲလိုက်အရေကတစ်ခါညက်တိုက်ထဲလိုက်ပြီးရင်ညီကိုတို့ဝိုင်းထဲမှာလှော့ထုတ်လိုက်နော်10မိနစ်လို့မှဆေးညင်ကြူရတာနော်ပြီးရင် तू ကမိနစ်20အတွင်းမှာအလုပ်လုပ်တယ်နောက်တရီထွက်လာတယ်ဒီအတိုင်းပဲတကယ်လို့ဒဏ်တအားများတယ်ခော့ခန္ဓာရတယ်ဆိုဒီဘက်အကိုက်ခဲပြောင်းစီဒဏ်ခံစီနော်အဲ့ဒီကောင်ကိုလည်းတဝက်ပဲတလုံးထုတ်လိုက်အမုတ်တဝက်လောင်းထုတ်လိုက်ပြီးရင်10မိနစ်အလိုတစ်ခါပြန်တိုက်3ချီတိုင်း3ချီလုံးလုံးကျွေးလို့ရတယ်ညီကိုတို့5ချီတိုင်း5ချီလုံးလုံးကျွေးလို့ရတယ်သူက line ပေါ်မှာရှာဝယ်လို့ရတယ်900ပဲ